ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုမနက်ဖြန်နှစ်စန်းတရက်နေ့ Happy New Year တော့မဟုတ်ဘူးဒါပေမဲ့ကိုရီမြန်မာလူမျိုးတွေရဲ့တကယ်အမှန်အကန်ကိုနှစ်သက်ကူးတဲ့မင်္ဂလာအခါတော်နေ့ဒီလိုအချိန်မှာမိတ်ဆွေတို့ဖြစ်ပျက်ခံစားနေရတာဒုက္ခအခက်ခဲတွေထားခဲ့လိုက်တော့ထို့နောက်မိကြာဆုံးခဲ့တဲ့စိတ်ဓာတ်တွေလုပ်ငန်းတွေစီးပွားရေးတွေအနှောင်အဖွဲ့တွေအညံ့ခိုက်တွေအားလုံးထားခဲ့လိုက်ဖို့အတွက်နောက်တစ်ခုကလာမယ့်နှစ်တစ်6လုံးမှာတစ်နှစ်တာပတ်လည်လုံးမှာမိတ်ဆွေအနေနဲ့လုပ်သမျှကိုင်သမျှအရာထဲအောင်မြင်ပြီးအစရာအခွင့်အလမ်းထူတွေရရှိမယ်နောက်ပြီးတော့မိတ်ဆွေအနေနဲ့ကြီးပွားတိုးတက်မဲ့လမ်းစာတွေတွေ့မယ်လုပ်သမျှကိုင်သမျှကိုလွယ်ကူမယ်ခက်ခဲနေတော့လဲကူညီဖေးမှတွေရရှိလိမ့်မယ်ဒီလိုမျိုးဖြစ်ဖို့ရအတွက်မိတ်ဆွေအနေနဲ့ပြုလုပ်ရမှာတော့မိတ်ဆွေရဲ့မွေးနံသားတနင်္လာဆိုခန်းကောပေါ့နော်တနင်္ဂနွေဆိုအုံးပေါ့ဗျာအဲ့လိုမွေးနံသားကိုမိမိနဲ့တရက်တိုင်းဖြတ်ပါထို့နောက်မိမိရဲ့နဲ့အတူတူခြေထောက်အောက်မှာခင်းအိတ်ဘေးအတိုက်မှာနဘေးမှာပဲအိတ်အသားနဲ့ထိပြီးတော့အိတ်ရမှာဖြစ်ပါတယ်အဲ့လိုအိတ်ပြီးတော့မနှက်ကြရဲ့အိုင်ညာဝတ်တဲ့အဝတ်စားရဲ့ရှည်သေးလက်သေးစပင်စတိညှက်ပြီးတော့အိတ်တစ်လုံးနဲ့ထည့်ပြီးတော့ဒီရဲ့အသားနဲ့အတူရေမျောပလိုက်မှာဖြစ်ပါတယ်ငါရဲ့နှစ်ဟောင်းမှာညံ့နေတဲ့အညိုက်ခိုက်ဒုက္ခအခက်ခဲစီးပွားရေးလူမှုရေးမိသားစုကျန်းမာရေးအနှောင်ဖွဲ့အညံ့အခိုက်တွေအားလုံးပါသွားပြီဆိုတော့ဆုံးပြရမှာဖြစ်ပါတယ်ဒါလေးလှုပ်ချင်အပြင်မိတ်ဆွေတစ်နှစ်တာလုံးမှာလာမဲ့နှစ်သက်မှာကံကောင်းခြင်းတွေမိတ်ဆွေရဲ့အခွင့်အလမ်းထူးတွေရရှိမှာဖြစ်ပါတယ်ထို့နောက်ဘာလုပ်ရအောင်မလဲလုပ်စရာတစ်ခုကြံသေးတယ်ဒါကဘာလဲဆိုတော့မိမိအိမ်မှာရှိနေတဲ့ရေစံစားအချိုမုတ်ကအစစီကအစရော့နေတာတွေကိုအပြည့်လိုက်ဖြည့်လိုက်ပါခင်ဗျာဒါပါပဲခင်ဗျာ